ဟိုတဲ့အေးလူမြင်ကွင်းထဲမှာအေးမဖွင့်မရတွေလုံးနေတယ်အေးမိုးသက်ကို့စောင့်နေကြောက်လိုက်တယ် ကြာပြီပေါ့ကိုကအထက်မှာအကြာကြီးဘာလုပ်နေလဲမသိဘူး ဟောမိုးသက်လေကိုကမိုးသက်နဲ့တွေ့ရမှာဆိုတော့နေပါအလှလေးပါပြင်းနေရလေ ဟုတ်လား ဒါနဲ့ဒီနေ့ပဲသွားကြမှာ ငါချက်ကမုတ်ဆန်ကမုတ်တော်ဆန် ဟာမုတ်စားတယ်ယူနေပြီလေအိမ်မှာစားလိုက်ရတာပဲဟုတ်စားချင်ပါဘူးမှတ်ပုံနေပါလား ဟုတ်ပုံပေါင်းလေကြမ်းခဲ့တယ်ကိုကကြုံမမပြောတာ ဒီကိုတော့ဟိုကနေလိုရနော်ကဲမိုးသက်အဲ့ဆိုရင်ကိုဘက်ကချမ်းနေပါလေခြုံနေကောင်းလူလေးရှင်းနေအဲ့နေသွားကြမှာနော်ဟောဘယ်သူမှမရှိဘူးလို့လေအေးဖေးချစ်ကြည့်လို့ရတယ်လေနော် ဟုတ်လားဟုတ်တယ် ကဲတော့ဒါကဘူးသက်ရေနင်လာတော့မှာ ကိုကလည်းဘယ်နေရာကြီးပေါ်လာလဲကိုကလည်းမရှိဘူး ဟောဘူးသက်ကလေဟိုနေရာလေးအဲ့နေရာလေးကလူလဲရှင်းတယ်ခြုံလဲကောင်းတယ်လာ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 ကဘူးသက်ရေဒီနေရာလေးကလူလဲရှင်းတယ်ခြုံလဲကောင်းတယ်အဲ့ဒီမခေါ်လာတာအဲ့ဆိုရင်ကိုတို့ဘယ်သူမှမရှိတော့လေနော် ကိုကလည်းခဏလေးမုတ်ဆန်အလှပြင်လိုက်အောင်မယ်လေ ဟောအလှပြုံမှာ ခဏလေးစိုးလိုက်အောင်မယ် ပြဒီမှာတော့မရှိပါ ဟုတ် ဘူးဟမ် လောက်ပါလား ဘူးသက် ပေးနေရဲ့ သိနေရလား နှခဏီပေးနေရဲ့ အော်ဒီနေ့မှတီရှူပါမလားကိုမတီရှူပါလား ဟာကိုကဘယ်လိုတီရှူပါမှာလဲဘူးသက်ရဲ့ ဘလို့လုံးလဲလူငယ်လည်းမကောင်းအခုပစုံးနဲ့တုံးမယ်လေ ပစုံးတော့ပြီးရောအေးဟိုတဲ့အေးလူမြင်ကွင်းထဲမှာအေးမဖွင့်မရတွေလုံးနေတယ်အေးငါရက်ကွက်ထဲမှာငါလိုက်ပြောမှဖြစ်တော့မှာငါလိုက်ပြောမယ် ဒီနေ့ကိုမင်းနေပို့မှာရမှာကိုမင်းနေနော်တော့ကိုမင်းနေနာနောက်မှာအတာထားအောင်ကိုမင်းနေညီမကိုလေရက်ကွက်ထဲကဘွားတော့လိုက်ပြောနေသလားညာတိတ်ကခြုံနေမှလေဝေရန်ဆိုတော့ကောင်မဖွင့်မရတွေလောင်းနေတယ်ဗျာဘာကွာဟုတ်ပြောငန်းညီမဟုတ်တယ်ဟာငကဘတ်မင်းတင်လာစမ်းနေတာကွာ ဘွားတော့ပြောတေးကြတယ်နော် ကျုံမျက်စိနဲ့တတ်အပ်မြင်ခဲ့တာလေ ကြိုက်သွားပြီငါ့ကိုလာစမ်းနေကြတာပဲ ဘယ်ကိုရပါဘူးလေ မင်းကငါညမောက်ငါရက်ကွက်ထဲမှာမဖွဲမရလောက်တယ်ဆို တော့လေကိုရမလို့ရပါဘူးဖေကိုရဘယ်လိုပြောရလဲ ဟုတ်ဘွားတော့ပြောမင်းကိုတွေ့အဲ့ ဟို မှာ လေဘွားတော့ဟမ်တော့ကပဲဘွားတော့ ညောင်လုံးနဲ့မြင်ခဲ့တာ အော်မြောက်လုံးနဲ့မြင်ပြီးတော့မဟုတ်ရပါဘူးအေးရှင်းပါအောင်လို့ ဘာလျှောက်ပြောနေရလဲလို့ မင်းတို့ငါ့ကိုလာမလိမ့်နဲ့ဒီမှာမျက်မြင်ကိုတွေ့ရှိတယ် ဘာလို့ပြောနေရမို့ထင်ကြနိုင်ထင်ပြီးမြင်ကြနိုင်မြင်နေကြညီမလေးရှင်းပြမယ်ဖြစ်ပုံကဒီလိုကိုကြီးရဲ့ကိုလောက်ပါ ဘူးသက် နှခဏီပေးနေရဲ့ ဟုတ်လားပေးကောင်းလား ပြီးမှပေးနေရဲ့ ဒီနေ့မှတီရှူလည်းမပါလား ဟော ကိုမရောတီရှူပါလား ဟာကိုဘယ်လိုတီရှူပါမှာလဲ အော်ဘယ်လိုလုပ်မလဲဖြတ်ဖို့အဲ့ကိုပစိုးနဲ့ပဲဖြတ်လိုက်တော့မယ်ပေး အော်အေးမထူးပါဘူးရော့ဒုက္ခပါပဲကွာဆွဲလာတွေ့ပါဆုံးပါ ကဲဖြစ်ပုံကအဲ့လိုပဲကိုကြီးရေ ဟုတ်ပါလေညာကိုရအဲ့လုံးဒုက္ခပါပဲကွာဒုက္ခလက်နေပြီ ဟိုအတင်းသူတယ်ဘွားတော့လေဘာလို့ထဲရမြန်ရှောက်ပြောနေရလဲ ဒိုစီပန်ကအထင်နဲ့မြင်နဲ့လွဲသွားတာတိမတိပဲနဲ့ကိုလို့